လို့တာကိုခံဆိုမဲ့ပတ်ဝန်းကျင်တော့ခံရသေးတာပဲနည်းနည်းပါးပါတော့ဒါစဉ်းစားကြည့်လေမိဘုံနာသွားကရင်ဘလူးကတ်ပူမှာပေါ့အဲ့တော့ကိုယ်အတိုင်းဝိုင်းထဲမှာဒုက္ခရောက်တဲ့လူတယောက်ရှိရင်ဉာဏ်တဲ့လူတွေအနည်းဆုံးစိတ်တော့ဆင်းရဲရမှာပေါ့ဒါသူလုပ်တဲ့အကုသိုလ်ကိုနည်းနည်းတော့မျှခံရမှာနော်တော်သေးတဲ့အကုသိုလ်ကိုအမျှမဝေလို့ဘယ်သူမှမမျှမဝေကြဘူးအကုသိုလ်ကြတော့လဲဆိုင်းဘုတ်လည်းမထိုးဘူးပြီးတော့ကုသိုလ်ကြတော့ဆိုင်းဘုတ်ထိုးကြတဲ့လူတွေကကောင်းမှုဘုန်းကြီးတခါလေးစဉ်းစားကြည့်မကောင်းမှုလေထိုးရင်ကောင်းမယ်ထင်တယ်အဲ့လိုတော့မလုပ်ကြဘူးเนาะတရားသိသွားပြီဆိုလို့ရှိရင်အေးဘုန်းကြီးတောင်ရှင်းမခိုးတော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်ခါတိုင်းကဘုန်းကြီးကိုရှ िख ခိုးတယ်တန်ခါဆိုတဲ့အနေနဲ့လေးစားပြီးတော့ရှ िख ခိုးတယ်အဲ့ဒီတရားကျင့်ပြီးတဲ့နောက်ကြလို့ရှိရင်ဘုန်းကြီးကိုရှင်းမခိုးနိုင်တော့ဘူးဆိုတော့မာနတွေပိုတက်သွားတဲ့သဘောပဲဒါမာနဆိုတာကုသိုလ်လားအကုသိုလ်လားလို့မေးလို့ရှိရင်အကုသိုလ်ပဲကိုယ့်ရဲ့အရည်အချင်းကိုတန်ခါတဲ့တာရဲဆိုတဲ့အနေအထားမျိုးထိအောင်မြင့်ပြီးတော့ကိုဟာကိုယ့်အနေနဲ့အယူသေးပေးရမယ့်ပုဂ္ဂိုလ်မရှိတော့ဘူးလို့ဒီလိုထင်လာတာဟာဒါမာနဝင်တာမှမသိအောင်တစ်ခါကြတော့သိမ်မွေ့ပြီးတော့သွားတယ်ဒီလိုဆိုလိုတာအဲ့တော့မင်္ဂနဲ့တရားကိုသိရှိနားလည်လာတဲ့ပုဂ္ဂိုလ်ကအဲ့လိုမဟုတ်ဘူးသိလာပြီဆိုလို့ရှိရင်ယုတိလေးစားလိုက်တဲ့ပုဂ္ဂိုလ်တို့ဘယ်သူမဆိုယုတိလေးစားဆက်ဆံနိုင်တဲ့အနေအထားမျိုးရှိလာတယ်အလုံးပေါ်မှာမေတ္တာထားနိုင်တဲ့စိတ်ဓာတ်တွေရှိလာတယ်စိတ်ထဲမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းတွေမွေးလာမာနတွေလည်းကင်းလာတယ်ရောကြလာကိုအထင်ကြီးတဲ့စိတ်တွေလည်းရောကြလာကြည့်လေတော်ပြောကြတယ်တကယ်တက်ပြီဆိုတဲ့ scholar ဖြစ်တဲ့ပုဂ္ဂိုလ်တွေကငါမတက်သေးဘူးလို့သိတဲ့ပုဂ္ဂိုလ်များသောအားဖြင့်မတက်တဲ့လူတွေကတက်တဲ့ထင်တယ်တက်တဲ့ပုဂ္ဂိုလ်ကဘလို့ပြောလို့ရှိတော့ဆိုရင်တကယ် scholar ကြီးတွေပါမောက္ခကြီးတွေပြောတယ်ငါမတက်သေးဘူးလို့သိတာဟာစတတ်တဲ့နေပဲလို့ဒီလိုဆိုအရာရာကိုမှန်ကန်မြင်တတ်လာဆရာတော်ကြီးတွေကတော့ဥပမာဘယ်လိုပေးတုံဆိုလို့ရှိရင်စဘာပင်လေးမှာစဘာသီးစဘာသီးထဲမှာအဆံပြည့်တဲ့စဘာနဲ့အဆံမပြည့်တဲ့စဘာနှစ်ခုရှိတယ်အဆံပြည့်တဲ့စဘာဟာငိုက်ကြအဆံမပြည့်တဲ့စဘာကြထောင်းနဲ့ထဲထဲကြည့်လိုက်ရင်အဆံမပါဘူးဆိုအခွန်ကြီးအဲ့ဒီအခွန်ကြီးဆိုရင်ပိုးထောင်းတယ်အဆံပြည့်သွားရင်ငိုက်ကြသွားတယ်အဲ့ဒါဘာကိုသရုပ်ဖော်တာတော့လို့ဆိုလို့တရားကိုပိုသိရင်အလုံးကိုလေးစားတတ်သွားတယ်ဒီလိုဆိုလို့မာနပိုပြီးတော့နဲသွားတယ်လို့ပြောတာပညာရှိလာတဲ့ပုဂ္ဂိုလ်ကမာနပိုနဲသွားပညာရှိလို့မာနပိုတက်သွားတယ်ဆိုတာလုံလောက်အောင်ပညာမရှိလို့ပဲလို့ဒီလိုမှတ်